ကျမအဖေကအရှိပင်လဲငကားမင်းကြီးဖြစ်ပြီးကျမအမေကတော့မြေခွေးကိုမီမင်းသမီးလေးပေါ့ဒါပေမဲ့ကျမကတော့ချစ်စရာကောင်းတဲ့ဖားပြုတ်မလေးဖြစ်လာတဲ့ဥခွန်တဲကထွက်လာတဲ့နေ့မှာပဲနက်ဖျားတွေအကုန်လုံးအံ့ဩတုန်လှုပ်သွားကြတာပဲအမေကတော့ကျမကိုပုတ်ချီနှက်ရှုံပြီးငါသမီးကအစင်းမြင့်မတက်ခင်နက်ဖျားသားရဲလေးဆိုပြီးအတင်းပြောတော့တာပဲကျမမွေးရဲ့နေ့မှာအရှိပင်လဲလိုင်းတွေကမိုင်ပေါင်း8000ထိရိုက်ခတ်သွားတယ်လို့မြေခွေးတွေအားလုံးလဲနက်ပြည့်တက်သွားကြတယ်အဖေရောကြာနဲ့အမေဟူရောင်ကရုပ်ရည်အလှဆုံးလို့နာမည်ကြီးပေမဲ့တကယ်တမ်းကျတော့ဖားတကောင်မွေးလာတာဆိုတော့မြောက်ဖရင်မွေးလုံးကထက်တောင်ပိုပြီးသတင်းကြီးသွားတာပေါ့ဒါပေမဲ့အမေကတော့ကျမကိုလုံးဝမနိုင်ပဲအစွမ်းကုန်ကာကွယ်ပေးတယ်ဘသူကမှနောက်ွယ်မှာကဲ့ရဲ့လို့မရဘူးအဖေကလည်းကျမကိုတခုံးမပြောတာနဲ့အဝေးကိုရိုက်လွှင့်ပစ်တာပဲကျမအသက်1000ပြည့်မွေးနေ့မှာတော့အဖေနဲ့အမေကနတ်ဖျားတွေအကုန်လုံးကိုဖိတ်ပြီးပွဲကြီးပွဲကောင်းလုပ်တဲ့အမေကကျမကိုပွေ့ချီပြီးလာသမျှနတ်ဖျားတွေကိုလိုက်ပြတော့တာပဲပထမဆုံးအခုတို့ဝင်တဲ့သူကအနောက်ပင်လယ်နဂါမင်းအော်ရီပဲကျမကြောပေါ်ကဖုတ်ထစ်တွေကိုကြည့်ပြီးအမေမျက်နှာကိုကြည့်ကချစ်စရာကောင်းပါတယ်ရုပ်ကတော်တော်ထူးခြားတာပဲလို့မလိမ့်မရှိလိမ့်ပြောလိုက်ရတယ်အမေကအဲ့ဒီလောက်နဲ့မကြည့်နဲ့သေးပဲတကယ်လားဒါဆိုဘာလို့မရေတာလဲငါသမီးလေးလန့်သွားအောင်မယ်လို့ထပ်မေးတော့တာပဲနဂါမင်းကြီးခမရေရခက်ငိုရခက်နဲ့မျက်နှာကြီးကိုမဲ့ပြီးရေပြလိုက်ရတယ်ဘေးကနက်ဖျားတွေလည်းအခြေအနေမကောင်းတာမြင်လို့ဒီဖမလေးမွေးဖွားလာတာမင်္ဂလာရှိပါတယ်နောက်ကြရင်အစွမ်းထက်မှာပါလို့ဝင်ပြောပေးကြတယ်အမေကလည်းဒါကိုပဲစောင့်နေတာငါပြောသားပဲငါသမီးကတကယ်နဲ့ဖျားသားရဲလေးပါဆိုပြီးကြွားတော့တာပဲကျမကတော့အမေရင်ခွင်ထဲမှာမျက်လုံးလေးကလည်းလုံနေမိတယ်အဖေကတော့ကျမဘာဖြစ်ဖြစ်ဂယုမဆိုင်ပေမဲ့ကျမရုပ်ရည်ကြောင့်ကြီးလာရင်လင်မရမှာဆိုလို့ကလေးကလေးကဆစ်ဆက်ပေးဖို့ကြိုးစားတော့တယ်နောက်ဆုံးတော့မြေခွေးဘရင်ရဲ့သားလေးရှောင်းဖုံးကိုမျက်စိကျသွားတာပေါ့အဖေနဲ့မြေခွေးဘရင်ကအရင်ကအမေကိုလူခဲ့တဲ့ရံပက်တွေလေးအဖေကဒါကိုခွင့်ကောင်းယူပြီးမြေခွေးဘရင်တရားကျင့်နေတော့ရှောင်းဖုံးလေးကိုနန်းတော်ထဲခေါ်လာလိုက်တယ်အဲ့ဒီတုန်းကရှောင်းဖုံးကအသက်9000တောင်မပြည့်သေးတော့မြေခွေးနှက်ရွက်လေးတွေတောင်မသိမ့်နိုင်သေးဘူးအဖေကမြေခွေးအိုကြီးလိုပြုံးပြီးရှောင်းဖုံးကသမီးကအခုတော့ဖားပြုတ်ပုံစံပေမဲ့တကယ်တမ်းကျရင်အလှဆုံးမိန်းကလေးဖြစ်လာမှာအခုပဲဆစ်ဆက်လိုက်ပါလို့လှည့်စားပြောလိုက်တယ်ရှောင်းဖုံးကကျမကိုကြည့်ပြီးဒါပေမဲ့ညီမလေးကရုပ်ဆိုးပြီးအသားကလည်းဖုတ်ထစ်တွေနဲ့အေးဆက်နေတာပဲလို့ရိုးရိုးသားသားပြောရှာတယ်အဖေကစိတ်တူသွားပေမဲ့တမက်ရဖို့အတွက်ငါနဲ့ငါမိမကိုကြည့်အလှဆုံးပဲငါတို့သမီးကအလှဆုံးဖြစ်မှာပေါ့လို့အတင်းကျပ်ပြောတော့ရှောင်းဖုံးလေးလည်းနားမလဲပဲသဘောတူလိုက်ရတယ်မြေခွေးဘရင်တရားကျင့်တာပြီးလို့ဒီသတင်းကြတော့ဒေါသတွေထွက်ပြီးနန်းတော်ကိုရောက်လာတော့တာပဲမင်းငါကိုအရင်ကမိမလူယုံတင်မကဘူးအခုငါသားကိုပါထက်နှက်ရတာလားဆိုပြီးအော်တော့တာပေါ့ဒါပေမဲ့အမေထွက်လာတာမြင်တာနဲ့မြေခွေးဘရင်ကအတန်တိတ်သွားပြီးမင်းကဘာလို့ဒါကိုခွင့်ပြုရတာလဲလို့တိုးတိုးလေးမေးရှာတယ်အမေကတော့ကျမကိုပွေ့ချီပြီးနှစ်ယောက်လုံးကကလေးကောင်းတွေပဲလေဘလောက်တောင်လိုက်ဖက်တယ်လဲငါသမီးကနတ်ဖျားသားရေးလေးမို့မင်းတို့ပဲကံကောင်းတာလို့ပြန်ပြောလိုက်တယ်နောက်ထပ်အသက်1000ကြာသွားတဲ့အခါကျမကတော့ဖားပြုတ်မလေးဖြစ်နေတော့မယ်ဒါပေမဲ့ဟိုမြေခွေးလေးကတော့အချောလာလေးဖြစ်လာပြီးကျမရဲ့ဝမ်းကွဲမမအော်ကျိုးကိုချစ်မိသွားတယ်။အော်ကျိုးကငကားမင်းသမီးစစ်စစ်မှုလူတွေကသူ့ကိုပဲဝိုင်းချစ်ကြတာပေါ့။ဒါပေမဲ့သူကကျမကိုမနာလို့ဖြစ်တယ်။ကျမကအဖေနဲ့အမေရဲ့အချစ်ဆုံးသမီးဖြစ်နေတယ်လို့ရှောင်းဖုံးနဲ့ဆစ်ဆက်ထားလို့လေအော်ကျိုးကကျမကိုနှီးမျိုးစုံနဲ့ဒုက္ခပေးပေမဲ့အမေကတော့သူ့ကိုအရှုံးမပေးဘဲတရားကျင့်တဲ့နေရာကိုပို့ပြီးအဖြစ်ပေးလိုက်တယ်။နောက်ထပ်အသက်1000ကြာလို့အော်ကျိုးပြန်လာတဲ့နေ့မှာတော့ပြဿနာအကြီးကြီးရှာတော့တာပဲသူကကျမရဲ့ဆစ်ဆက်ထားသူရှောင်းဖုံးကိုခေါ်ပြီးအဖေနဲ့အမေရှိမှဒူးထောက်ကကျွန်တော်နဲ့ဖားပြုတ်မလေးရဲ့ဆစ်ဆက်မှုကိုဖျက်ပေးပါကျွန်တော်ရင်ထဲမှာအော်ကျိုးတယောက်ပဲရှိပါတယ်လို့တောင်းဆိုလိုက်တယ်အော်ကျိုးကလည်းရှောင်းဖုံးရင်ခွင်ထဲမှာငိုပြီးဟန်ဆောင်နေတာပေါ့အဖေကတော့ဒေါသတွေထွက်နေပေမဲ့အမေကတော့တီတီငိမ့်ငိမ့်ပဲကျမဘက်ကိုလှည့်ကြည့်ပြီးတမီးလေးတမီးကောဘယ်လိုထင်တယ်လဲလို့မေးလိုက်တယ်